2025 ခုနှစ်ကကျွန်တော်အောင်မြောင်လုပ်ပေးခဲ့တဲ့နှစ်တစ်နှစ်တော့မဟုတ်ပါဘူး။ဒါပေမဲ့ကြာရှုံးသွားလို့ရနိုင်တဲ့အခြေအနေတွေကြားထဲကနေမကြာရှုံးအောင်တင်ပြပေးခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ဂျပန်လိုသူ့ထက်ငါအပြိုင်ဆိုင်နေ့စဉ်ရုန်းကန်နေကြတဲ့နိုင်ငံမှာ work from home အနေနဲ့ရှာကိုင်ခြင်းဘဝကိုဖြတ်သန်းနေတယ်။မြန်မာနိုင်ငံကညီလေးညီမလေးတွေဂျပန်နိုင်ငံမှာအခက်အခဲမရှိကျောင်းတက်ရောက်နိုင်ဖို့ကျွန်တော်ရဲ့ ZPass Education ကိုလည်းဒီနှစ်ထဲမှာ system တွေပုံမတိုးချဲ့ပြီးကျောင်းသားပေါင်း100နီးပါးကိုသူတို့ရဲ့ဂျပန်အိမ်မက်တွေအကောင့်ထဲပေါ်ပေးနိုင်ခဲ့တယ်။မိသားစုအလုပ်အိမ်မက်အရာအလုံးကိုတစ်နှစ်ထဲမှာတပြိုင်တည်းစုပ်ကင်ထားရတဲ့အချိန်လွန်ခဲ့တဲ့9နှစ်လောက်က mindset နေတာဆိုရင်ဒီ2025ကိုကျွန်တော်ဖြတ်တန်းနိုင်မှာမဟုတ်ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်စင်သွားပါလူတိုင်းကတော့ပြဿနာကိုစီခက်ခဲကိုစီရှိကြတာတူညီပါတယ်မတူညီတာအဲ့ဒီပြဿနာကိုဘယ်လို mindset နဲ့ရင်ဆိုင်ကြမလဲဆိုတာမတူညီကြပါဘူးတကယ်တော့ပြဿနာတိုင်းကအကြောင်းမဲ့ဖြစ်လာတယ်ဆိုတာမရှိပါဘူးအားလုံးသိတဲ့အတိုင်းအကျိုးနဲ့အကြောင်းဆိုတာလောကနိယာမသဘောတရားဖြစ်တဲ့အတွက်ဖြစ်လာသမျှအခြေအနေတိုင်းမှာအကြောင်းတရားဆိုတာရှိပါတယ်အဲ့ဒီအကြောင်းတရားပေါ်မှာမူတည်ပြီးဖြစ်လာမယ့်အကျိုးရလဒ်တွေကလည်းကွာသွားပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်ကဆိုရင်ပြဿနာတစ်ခုခုနဲ့ကြုံရင်ရုတ်တရက်စိတ်လှုပ်ရှားတာတွေပြာခတ်တာတွေဖြစ်ပြီးစိတ်ညစ်ခဲ့ပူပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ကစပြီးပြဿနာတွေနဲ့ကြုံရင်ဖန်နေမဖြစ်တော့ဘဲနဲ့ကြောက်လန့်နေတာမျိုးထက်ဖြစ်လာတဲ့အခြေအနေတွေအားလုံးပေါ်မှာအရင်ဆုံးအနေနဲ့လက်ခံလိုက်တယ်ဒုတိယအဆင့်အနေနဲ့ဒီပြဿနာရဲ့အကြောင်းရင်းကိုရှာတယ်တတိယအဆင့်အနေနဲ့ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲဆိုတဲ့ solution ကိုရှာပြီးတော့အကောင်းဆုံးရင်ဆိုင်ဖြေရှင်းတယ်တခါတလေဒီခက်ခဲတဲ့ပြဿနာကိုကျော်ဖြတ်နိုင်တဲ့အခါမှာ gain တစ်ခုမှ level တက်သွားသလိုပဲအရန်ပျော်ပြီးတော့ကိုယုံကြည်မှုတွေလည်းရလာပါတယ်နောက်တစ်ခုကလွန်ခဲ့တဲ့9နှစ်လောက်ကဆိုကိုစာဖတ်ဝါနာပါတဲ့သူတယောက်မဟုတ်ဘူးလို့တွေးထားခဲ့ဘူးလေတကယ်တော့စာဖတ်ဝါနာပါတယ်မပါဘူးဆိုတာထက်ကိုစာဖတ်ဝါနာမပါဘူးလို့ခံယူထားတဲ့ကိုယ့်ရဲ့ mindset ကြောင့်ပဲကိုဝါနာပါတဲ့အပိုင်းကိုစိတ်ဝင်စားတဲ့အပိုင်းကိုရှာဖွေပြီးတော့မဖတ်ကြည့်တော့တာလေဖြစ်နိုင်ပါတယ်အခုလိုမျိုးကိုယ့်ရဲ့ mindset ကိုပြောင်းလဲလိုက်တာကကို new version တစ်ခုကိုတိစောက်တယ်လို့ပဲဆိုတာမြင်လာပြီးကိုယ့်ရဲ့မကောင်းဘူးလို့ထင်တဲ့ mindset တွေမှန်တယ်မြောက်အတက်နိုင်ဆုံးပြုပြင်ပြောင်းလဲမယ်ဆိုပြီးစပြီးတွေးပြခဲ့တယ်။ပေါင်းသင်းဆက်ဆံရေးမှာလည်းညံ့နေလို့ထင်ခဲ့တော့ပြည်ပမှာနိုင်ငံပေါင်းစုံကမိတ်ဆွေတွေတငယ်ချင်းတွေနဲ့ communication ကိုလည်းကောင်းဖို့ကြိုးစားကြည့်ခဲ့တယ်။အဲဒီတော့ဆိုရင်မမှန်ရဦးနုရဲ့မိတာပလာတိကဆိုတဲ့စာအုပ်လေးကကျွန်တော်ကိုအများကြီးအထောက်အကူပေးခဲ့တယ်ဒီစာအုပ်ထဲမှာပါတဲ့အကြောင်းအရာအတိုင်းပဲနေ့တိုင်းလူတစ်ယောက်စီတိုင်းကိုကောင်းတဲ့အချက်လေးတစ်ခုစီရှာပြီးချီးမွမ်းကြည့်တယ်ဒီလိုမျိုးအသေးမွားလေးတွေကိုနေ့စဉ် 1% စူးစမ်းပြီးတော့လှုပ်လာခဲ့ရမှာဆို compounding effect ကိုဖြစ်စေပြီးတော့ဒီ communication မှာလည်းတိတိတာတာဖြစ်လာတယ်လို့ဒီလိုမျိုးကိုလုံနိုင်တာလေးတွေကိုတဖြည်းဖြည်းစုစည်းလာတဲ့အခါမှာ self confidence လည်းပို့ပြီးတော့တိုးစေပါတယ်နောက်ထပ်ဒီလိုမျိုး habit တစ်ခုဖြစ်လာတဲ့အချိန်မှာစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာကိုလည်းရလာပါတယ်တကယ်တော့ကျွန်တော်တို့လိုချင်တဲ့ဘဝဆိုတာကျွန်တော်တို့ဖြစ်ချင်တဲ့ new brand of me ဆိုတာကိုသူ့လိုရလာမှာမျိုးမဟုတ်ပဲねကျွန်တော်တို့ကိုယ်တိုင်ပဲဖန်တီးတိဆောက်ယူရတာမျိုးဖြစ်ပါတယ်ဒီလိုမျိုးတိဆောက်ယူရဲဆိုတဲ့အခါမှာလည်းအခက်ခဲတွေပြဿနာတွေဆိုတာတေချာပေါက်ကြုံလာတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာငါမလုံနိုင်ဘူးငါကညံ့တယ်င
ငါမှားသွားမှကြောက်တယ်ဆိုရဲအဲ့ဒီရဲ့ negative thinking တွေနဲ့ကိုစိတ်မကလိုက်စေချင်ပါဘူးပေါ့နော်အဲ့လိုမျိုး fit mindset ရှိတယ်ဆိုလို့ရှိရင်တခါလေထုတ်ပြလိုက်ဖို့အရေးကြီးပါတယ်ဘယ်နေရာမှာမဆိုရင်ကြိုးစားရင်လေ့လာရင်တေချာအချိန်ပြီး design မှတ်လုပ်တယ်ဆိုရင်ပို့ပြီးတော့ကောင်းလာနိုင်ပါတယ်မရဘူးမဖြစ်နိုင်ဘူးဆိုတာတွေကလုံးဝမရှိပါဘူးပေါ့နော်ဖြစ်အောင်လုပ်ဖို့နီလန်းကိုရှာမတွေ့သေးတာပဲရှိပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကြုံလာသမျှပြဿနာတွေကိုနီလန်းရှာပြီးဖြေရှင်းတဲ့သူတွေက growth mindset ရှိတဲ့သူတွေဖြစ်ပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ growth mindset ရှိတဲ့သူတွေဖြစ်အောင်မွေးမြူဖို့အရန်ကိုအရေးကြီးပါတယ်မကြခင်2026လည်းရောက်လာတော့ပြီ2025ကတော့ကျွန်တော်တို့ထင်ထားတာနဲ့ပို့ပြီးတော့ပြင်ပန်းခဲ့တဲ့နှစ်တည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာအရန် special ဖြစ်စေခဲ့တဲ့အရာတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မိသားစုဝင်အသစ်လေးတိုးလာတာပါသမီးလေးရဲ့ရေတံလေးသမီးလေးရဲ့အပြုံးလေးပျော်ရွှင်နေတာလေးကိုမြင်ရရင်အရန်မကြည့်ဘူးဝမ်းသာဖြစ်ရတယ်နောက်ပြီးပျော်ရွှင်ရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်လာပြီးတော့ပြင်ပန်းမှုတွေအားလုံးပြပြောင်းစေခဲ့ပါတယ်2026မှာလည်းနေ့စဉ်ကောင်းမွန်တဲ့ habit အသေးလေးတွေကို consistency ရှိနဲ့ဆက်လုပ်သွားမယ်ပြီးတော့အလုပ်မိသားစုဘဝဆိုတာစသဖြင့်အကုန်လုံးကို balance ဖြစ်အောင် ikigai ကိုလည်းဆက်လက်ပြီးတော့ထိန်းသိမ်းသွားမယ်မကောင်းတဲ့ mindset တွေကိုပါဖယ်ထုတ်နိုင်သွားမယ်ဆိုရှင်အသေးအမွှား habit သေးလေးတွေအားဖြင့်တောင်းပါကြီးမားတဲ့ပြောင်းလဲတိုးတက်မှုတွေတေချာပေါက်ဖြစ်လာနိုင်ပါတယ်ဆိုတော့အားလုံးလည်း2026မှာပုံမူကောင်းမွန်တဲ့ဘဝတွေ habit တွေတည်ဆောက်နိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်